ချင်းလေငှက်ဖျားပိုးတဲဆောင်တဲ့ချင်းမငှက်ဖျားပိုးတဲဆောင်တဲ့ချင်းမဒီချင်းကနေမှပါလူကိုလာကြိုက်တယ်ကြိုက်ပြီးတော့2ရက်3ရက်တော့တွင်းမှာတွေးတဲ့ဝင်ပြီးတော့မှအသေးတွေမှာတော့တွေးတဲ့မှာဆိုတော့မျိုးပေါ့တစ်ပတ်လောက်ကြာတော့ဖြစ်ဖြောင်းတာအဲ့လိုဖြောင်းတာအခုတားလို့သမီးတော့ကန်နောင်းတယ်ဒီမှာငှက်ကြားမရှိတော့ကျန်မိုင်းဆက်ရတဲ့နေ့ကဖြားတယ်ကွာဖြားဆိုတော့ဘာလဲကန်ဖြားဘာလို့ကန်ပြီးဆိုဖြားတယ်ဘာလို့အားရတော့ဘာလို့ကန်ပြီးအားရတော့အဲ့ဒါတော့အားဖြားအဲ့ဒီကတော့အဲ့လိုပဲဒါပေမဲ့အဲ့ငှက်ကြားအဖျားတက်တာကြာတော့ဆိုဒီလိုအဲ့တက်တဲ့ချီကတော့တော့ဘယ်နဲ့ထားအောင်လူတက်ပြီးထားရတယ်တက်ပြီးထားတယ်အကွာတက်ပြီးထားတယ်ဘယ်ဆိုတော့ဒီတွားနဲ့ဒီကနေ့အဲ့လိုဖြစ်နော်အဲ့ဒါဆိုအဲ့တော့အခုလိုအနေထားမို့တော့ဘာလို့442 propin C2 လို့ခေါ်တယ် propin 442တစ်ခါတော့၄လုံးဒီနေ့၄လုံးလက်ပြန်၄လုံးတစ်ပတ်ခါ၄လုံးဟာတစ်ပတ်ခါ2လုံး၄လုံးဖြစ်တယ်နော်442ဘာရောကပုံမှန်လည်းမသိဘူးဒါငှက်ဖျားပဲအဲ့လိုတောက်တယ်အခုအဲ့လိုငှက်ဖျားပိုးငှက်ဖျားဖြစ်လို့ propin တောက်တာများတဲ့အတွက်ဘာဖြစ်သွားလဲဘာဖြစ်သွားလဲညမှတ်တယ်အလုံး200ကျော်သွားပြီဆိုရင်မျက်လုံးထိသွားပြီဆရာအလုံး200မကတော့ဘူးတောက်တယ်အဲ့ကြောင့်လို့ဆေးလည်းမတောက်ချင်ကြဘူးဘေးထွက်စီလို့ရှိတယ်နော်ဒါကြောင့်လို့ဒီငှက်ဖျားချင်တာဘယ်အချိန်မှာကြိုက်လဲမှတ်ထားတော့ဘယ်အချိန်မှာကြိုက်လဲဆိုတော့မနေ့ညနေနေဝင်မှောင်းတယ်နာရီတော့မပြောတော့နာရီပြောရင်မှားတော့ညနေမှောင်းတာနဲ့နောက်တစ်နေ့မနေ့ထိကြိုက်အဲ့ညတော့အဲ့တော့အဲ့ဒီအချိန်တော်တွင်းမှာတို့ကဘယ်လိုအိပ်ရမလဲရှင်ထောင်နဲ့အိပ်ရရှင်ထောင်မှာဒီလိုရှင်ထောင်ရတယ်ဒါပေမဲ့လို့စစ်စိန်ရှင်တော်ဆိုပုံမကောင်းဘူးလားအဲ့ဆိုချင်းကအဲ့စစ်စိန်ရှင်တော်မှာနာနာတာနဲ့ပြုတ်ချပြီးတော့တေးသွားတယ်နောက်တချို့ကရှင်ကာကွယ်ဖို့နဲ့ရှင်သေးခွေတွေထုံးတယ်ခဏပဲကောင်းတယ်ရေရှည်ထုံးလို့ရှိရင်လူရဲ့အဆုပ်ကိုကင်ဆာပြန်ဖြစ်ပြန်အဲ့ဒီမရှိဘူးလားရှိတယ်ဒါကြောင့်မလို့ဒီလိုမနေ့ညနေနေဝင်ရနေမနေ့မိုးလင်းတဲ့အထိကြိုက်တဲ့အချိန်မှာအဝတ်စားတွေဘယ်လိုဝေးရမလဲဘောင်းမရှိခမင်းရှိအဲ့ဒီလက်ရှိဝေးရညအိတဲ့ခါမှာရှင်တော်နဲ့အိပ်ရအဲ့ဒါမှလည်းလေရှင်ကြိုက်တဲ့ရှင်ကတော့ကြိုက်ပါပဲဒါပေမဲ့ကြိုက်တဲ့ရှင်နဲ့ခက်ဖြားပါတဲ့ရှင်မဟုတ်ဘူးဒါပေမဲ့ပါလာရင်တော့ရောက်တာဖြစ်တယ်အဲကြောင့်လို့ကာကွယ်တဲ့အနေနဲ့ကတော့အိမ်ရှိဘောင်းရှိထမိတ်ရှိအိမ်လက်ရှိပြမယ်ရှင်တော်နဲ့အိမ်အဲ့ဒီဘယ်ရာဒီမှာအဖြစ်များလဲဆိုတော့မိုးဥကြနော်မိုးဥကြမှာဖြစ်များတယ်အခုဒီမှာတော့ရှိတယ်ဒီလိုချောင်းဆက်လေးတွေမှာဆိုလို့ရှိရင်ရှိဒီချင်းနော်အဲကြောင့်လို့ဒီလိုဒီဥစ္စာကိုခက်ဖြားဖြစ်ပြီဆိုရင်ပြင်းထန်တဲ့ဟုတ်လားတာမန်ဆိုတော့2မျိုးရှိတယ်သိချမှတ်တာပြင်းထန်တဲ့တာမန်နော်တာမန်ကရိုးရိုးချတ်တုံဖြားတော့ခေါင်းကိုက်တယ်ခြေလက်တွေကိုက်ခဲပြီးမီးမတာဖြစ်တယ်အဲ့ဒါတာမန်ဖြားပဲရိုးရိုးအဖြားပါနော်ပြင်းထန်ကြတော့တော်တော်ကြီးကိုခက်ဖြားဂမီတိုစိုက်လို့ခေါ်တယ်ခက်ဖြားပိုးမရှိအတွက်ကပြေးထဲမှာနားပြီးတော့အဲ့ဒီကတော့တတိလက်တာမူမမှန်တော့တာနော်စီးသွားတဲ့အခါမှာအနီရောင်ပါလာလို့နော်ပြင်းထန်လက္ခဏာရှိအရင်ဒါပေမဲ့ခက်ဖြားပိုးမှာခက်ဖြားယောဂမှာ2မျိုးပဲရှိတယ်ခက်ဖြားယောဂကတော့5မျိုးရှိတယ်ဒါပေမဲ့2မျိုးပဲအခုဖြစ်တယ်ဆိုတော့ဟုတ်သား Festiplan နဲ့နော် Virus ဆိုတော့နော် Festiplan Virus Festiplan က PF လို့ခေါ်တဲ့ Festiplan ကအောင်းနောက်ထဲကိုဝင်လာဒါတော့ဒီနေ့တိကျမှတ်ထားတော့ဒီကအစားအသောက်နဲ့မဆိုင်တော့ဘူးဆိုတော့ TV ကတော့အစားအသောက်နဲ့ဆိုင်ဒီကတော့ virus အထက်ထဲမှာကူးတာနော်ဘက်တီးရီးယားအထက်ထဲမှာကူးတာဒီ Festiplan PF ကြတော့အောင်းနောက်ထဲကိုသွားအောင်းနောက်ထဲကိုသွားပြီဆိုဘာဖြစ်လဲနံပါတ်1ကတင်းမယ်စိတ်ကူတာမြန်ရင်တော့ယူမယ်2မျိုးပဲရှိတယ်ပြောင်းမယ်မြန်အချိန်မီကုနိုင်လို့ဒီဂမီတိုစိုက်တွေကိုအမြန်ဆုံးလိုက်ပြီးတော့မှဆေးကလိုက်ပြီးတော့ဖြတ်စည်းနိုင်လို့ပြန်ကောင်းတာရှိတယ်အချိန်မီမဖြတ်စည်းနိုင်လို့တည်သွားတာရှိတယ်ပြန်ကောင်းနိုင်တော့
ယူမယ်အုံနောက်မှာ PF က virus အသေးထဲမှာအောင်းနေတဲ့ပိုးကြတော့သူကအန်ဒီတော့မရှိဘူးဒါပေမဲ့ရေရှည်နေတဲ့အခါကျရင်လူလက်ထိခိုက်ပိန်ထုံးလာမယ်ဒီမသာဖြစ်မယ်အသေးကြတော့သူကပျောက်ဖို့ခက်တယ် primer pain genetic 21ရက်တောက်ရအဲ့ဒါအသေးစိတ်ပြောပြရှုပ်တယ်ငှက်ဖျားပိုရှုပ်တယ်နော်အဲ့ဒီ virus အသေးထဲမှာ PF လို့ခေါ်တယ် PV လို့ခေါ်တယ် PV ပိုးကအသေးထဲမှာနေပြီဆိုလို့ရှိရင်ခဏပြန်ပေါ်တယ်မှတ်ထားနော် PV နော် PV နော် virus လို့ခေါ်တယ်အဲ့ဒီပိုးကအသေးထဲမှာနေတယ်အဲ့ဒီကောင်ကတော့ဆေးတောက်လိုက်ရင်ပျောက်တယ်ဆေးကိုသူ course ကိုမတောက်ဖဲနဲ့ရပ်ထားလိုက်လို့ရှိရင်ပိုးကမတည်တော့ခေါင်းမိုးပြီးတော့ထဲထဲမှာနေအားရှိတဲ့ခါကျတော့သူခေါင်းပြန်ထောင်းလာပြီးတော့ပြန်ချားတယ်လူတော့ဒုက္ခတော့မပြေဘူးဒါပေမဲ့ရေရှည်မှာတော့ဒုက္ခပြေတယ်နော် PF ကြတော့အရင်အရေးကြီးတယ် PF ကအချိန်မီဆေးရုံကိုသွားတော့ဆေးမကွေးနံပါတ်1တည်နေနော်နံပါတ်2ယူမယ်ဆိုတာအုံနောက်ထဲမှာပြတ်ပိုးဝင်ပြီးတော့မှပုံမှန်ပြန်မဖြစ်တော့နော်နံပါတ်3တည်မယ်ဆိုတော့ PF ကပို့ပြီးတော့အရေးကြီးတယ်နော်အဲကြောင့်လို့တားတော့ပြီးတော့ ဂျွာမှာပြန်တဲ့အခါအဲ့ဒီ PF ပို့ကရှိတယ်အခုရှိတယ်အခုဆောဟောတအားဝေးနော်တမီးတို့ကတအားဝေးတယ်တော်ရအများကြီးရှိတယ်ဆောဟော TV လည်းတွေ့တယ်အဲ့ဒီဖျားပို့လည်းတွေ့တယ်နော်အခုဒီ mindset ဒီဘက်ဒီမှာဆိုမရှိတော့ TV ကတော့ရှိတယ်ငှက်ဖျားပို့ရမရှိတော့ငှက်ဖျားပို့ကဘာမှရှိလဲဆိုတော့အခု mind တုံမှာရှိတယ် mind တုံကိုပြောင်းတယ်လူလာအစ်တွေထပ်ပေါ်တယ် PV တွေ့လို့ရှိရင်အဲ့တော့စိတ်မပူရအောင်ဘာတခုခုကုလို့ရ PF ဆိုတော့ချက်ချင်းလိုက်ရဆရာတို့တွေးဖောက်ပြီးတွေ့လားဒီမှာလည်းတစ်ခါတွေးလာဖောက်တဲ့အခါ PF စိုင်းပြပြီဆိုရင်ချက်ချင်းဆရာတို့ဖုန်းခေါ်တယ်အဲ့လိုဆရာဒီမှာတော့ထောက်မှန်ကျောင်းမှာတော့ PF ကျွန်တော်ဘယ်နှစ်ယောက်တွေ့အဲ့လိုပြောလိုက်တယ်လေအဲ့ဆိုကျွန်တော်ချက်ချင်းလာသူတို့ကလည်းချက်ချင်းလာကျောင်းချက်ချင်းလာသူတို့ကလည်းပြည်နယ်တန်းတဲ့ပို့ဒီပို့ကဒီထောက်မှန်ကျောင်းမှာတွေ့နေတယ်ပြည်နယ်တန်းတဲ့ပို့သူတို့ကိုယ်တိုင်လာတော့သူတို့ကိုယ်တိုင်စီးပြီးတယ်ဆရာတို့ပေးလို့မရဆေးတော့ပေးထားတယ်ဒါပေမဲ့ခဏစောင့်တစ်ချင်းရုံးကနေလာလို့ရတယ်တကယ်လို့နည်းနည်းဝေးတဲ့နေရာဆိုတော့ဆရာကြီးတို့ပိုးတွေ့ပြီဆိုတော့အဲ့ဆိုရင်ဒီစီတိုက်ထားတယ်ဆိုအဲ့သူတို့ပေးထားတဲ့စီကိုတိုက်ကြမှာဆေးပြင်းတိုက်ရတကယ်လို့အချိန်မတိုက်ဘူးဆိုလို့ရှိရင်အဲ့ဒီဆိုတော့ကိုဆရာဖြစ်ပြီပေါ့ငှက်ဖျားပိုးဖြစ်ပြီပေါ့ချမ်းနေဒါပေမဲ့ဆရာကတခြားချင်းပြန်လာမကြိုက်ဘူးလားကြိုက်အဲ့ချင်းပြန်ပြီးတော့မှသူကြိုက်ဘာလဲမသိဘူးချင်းသက္ကနာမပြောက်ဘူးဆရာတို့မပြောက်တော့စိတ်တော့ပြောက်ဘူးဒါပေမဲ့ဆရာဒီမှာကြိုက်တဲ့ချင်းသူကြိုက်သူကလည်းတပတ်ဆိုပြန်ချမ်းတယ်အချိန်ကြီးမလိုက်နိုင်တဲ့ခါကျသူ့တခါချင်းတော့ပြန်ကြိုက်ပြီးတော့ဟောသူ့ပြန်ကြိုက်နော်လိုက်ရတယ်တော့တမိုင်းနဲ့လိုက်ရဒီကဘယ်ရလာဘယ်အင်းရဘယ်နေရာစဖြတ်လာတအားရှုပ်နော် PF တွေ့ပြီဆိုရင်တအားရှုပ်လိုက်ဒါဆိုတွေ့ရင်ကိုတူလာတယ်တူလည်းအခုဖြန်းနေပြီတွေ့မှတွေ့ရတယ်နောက်တစ်ယောက်ထပ်ဖြားပြီတခြားရောထပ်ဖြားဟာတွေ့လည်းလိုက်ရ PF ကအရင်ကြီးကြည့်တယ်ဒါကြောင့်တော့တားတော့ပြီးတော့အိမ်ပြန်တဲ့အခါမှာဒီလိုဆိုင်နော်19မှန်ကလေးရှိလားမိုက်တော့19မှန်လက်ထောက်မှာနည်းလေးထားဟုတ်ပြီလက်ချက်တပီးတော့ဂရုဆိုင်တော့အခုမိုင်းတုံနေမှာဖြစ်တယ်အိမ်ပြန်သွားတဲ့အခါမှာစင်တော်နဲ့အိမ်နော်စင်တော်နဲ့အိမ်ပဲဒါကြောင့်မလို့ဒီနေ့ပြောပြတယ်ပထမတစ်ခုကဘာလဲအစာအုပ်စုတော့အုပ်စုလိုက်ပါမလားလိုက်ပါမယ်ရဲဘော်လေးလာနောက်တစ်ခုက TV ဟုတ်တယ်နော်နောက်တစ်ခုကငှက်ဖျားကဲဟုတ်ပြီဒီမှာကြည့်အဲ့ဒါပြမလားဒီမှာခေါ်ပြမယ်ကြည့်မလားကဲအဲ့တော့မှတ်မိလားမှတ်မိမလားမှတ်မိနောက်တစ်ခါထပ်လာပြောင်းမယ်ထပ်လာပြောပြီးရင်ပေါင်ဖို့ထပ်စားအောင်မယ်ဟုတ်ပြီလားဟုတ်ပြီနော်